Christopher လုံးကိုညာကောင်းတဲ့ကလေးတယောက်ဖြစ်ပြီး Einstein က3ရက်တောင်ဖြည့်ရှင်းရတဲ့ပုံစံကိုတနာရီတည်းနဲ့ဖြည့်ဆုံနိုင်ခဲ့ပါတယ်။ထူးချွန်လွန်းတာမို့ကောလိပ်ကိုစောစောတက်ခွင့်ရပြီမဲ့သူ့အနေနဲ့စင်သင့်မဲ့ဖြစ်တယ်လို့ခံစားနေရပါတယ်။မဖြစ်သူမီရှယ်ရဲ့ကဘာကြီးကိုသူ့ရဲ့ Super Genius Level ဦးနှောင်းနဲ့ကယ်တင်မှုတိုက်တွန်းမှုကြောင့်တက္ကသိုလ်တက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။မောင်နှမနှစ်ယောက်ဟာရမ်းချစ်ကြပြီးသဲပုံလင်းလုပ်ပြီးအမြဲလိုလိုနှုတ်ဆက်လေးရှိပါတယ်။လူချင်းဝေးနေပြီမဲ့စိတ်ချင်းနေပြီးဆက်သွယ်မှုတွေကရှိနေသေးပါလို့သူတို့နှစ်ယောက်ကယုံကြည်ကြပါတယ်။စက်ယုံတွေကကိုယ်ပိုင်သိစိတ်ရှိစက်ယုတ်တွေကိုဖန်တီးပြီးတော့မှလူသားနေရာမှာစားထိုးပြီးသုံးလာကြပါတယ်။စပွဲထိုးအစပေါင်မုတ်ဖုတ်တာလည်းဆောက်လုပ်ရေးလုပ်ငန်းကြီးတွေအစုံစက်ရုပ်တွေကိုစိုက်စုံသုံးလာကြပါတယ်။နေမနာညမနာခိုင်းစေမှုတွေကိုမကြည်နပ်တော့တဲ့စက်ရုပ်တွေဟာမိဘစက်ရုပ်ဥဆောင်ပြီးစက်ရုပ်ခွေရည်ကိုတောင်းဆိုဖို့အုံကြွလာကြပါတယ်။လူသားတွေကစက်ရုပ်ပဲခိုင်းတာလုပ်ရမယ်လို့ပြောကြပေမဲ့စက်ရုပ်တွေဘက်ကတော့အားလတ်ချိန်နားယူချိန်လိုအပ်တယ်လို့ခံယူထားကြပါတယ်။တိုက်ပွဲမှာစက်ရုပ်နဲ့လူသားဘယ်လိုမှမရှင်နိုင်တာမို့လူသားတွေကရှုံးလူခင်မှာပဲ Central Technology ရဲ့ပိုင်ရှင် Ethan Skate က Neurocaster ကိုတီထွင်နိုင်ခဲ့ပါတယ်။ Neurocaster နဲ့ drone စက်ရုပ်တွေကိုလူသားအုံလုံးနဲ့ထိတ်ချုပ်ပြီးသိဉာဏ်ရှိစက်ရုပ်တွေကိုပြတိုက်ခဲ့ကြပါတယ်။စက်ရုပ်တွေကရှုံးနေပြီးလူသားနယ်မြေစက်ရုပ်နယ်မြေဖြစ်ခွဲခြားသတ်မှတ်ကစီးမကြော်ရဆိုတဲ့သဘောတူညီချက်နဲ့ငြိမ်းချမ်းရေးစာချုပ်တွေကိုချုပ်ဆိုခဲ့ကြပါတယ်။အမေရိကန်နောက်တောင်ဘက်မှာတိုင်းကြီးတွေဆောက်ပြီးတားမြစ်နယ်မြေဖြစ်သတ်မှတ်လိုက်ကစက်ရုံနယ်မြေကိုဘယ်လူသားမှမဝင်ရဘူးတားမြစ်ထားပါတယ်။လူသားဝင်ရောက်မိပါကငြိမ်းချမ်းရေးစာချုပ်ပေါ်မှာထိခိုက်လာမှာဖြစ်ပါတယ်။ဒီနောက်ပိုင်းသိစိတ်ရှိတဲ့စက်ရုံနဲ့လူသားတူတူတွေ့ရင်ပြင်းမှုမြောက်တဲ့ဥပဒေပေါ်ပေါက်လာပါတယ်။ Neurocaster ဦးနောက်ကိုနှစ်ချမ်းခွဲသုံးနိုင်ပြီးတစ်ချမ်းကိုအလုံးလုံးနောက်တစ်ချမ်းကိုကမ်းခြေမှာအေးအေးဆေးဆေးသွားနှံ့နေလို့ရပါတယ်။ကဘာအနှံ့ Neurocaster တာဝါကြီးတွေပေါ်ပေါက်လာပြီးလူသားတွေဟာ Digital ကဘာကြီးတဲ့မှာပဲနေမသိညမသိကုန်ဆုံးလာကြပါတယ်။လူတိုင်းမှာကိုယ်ပိုင် drone စက်ရုပ်တစ်ကောင်စီရှိလာကြပါတယ်။ကဘာကြီးကိုလည်း Neurocaster နဲ့ပဲထိန်းချုပ်ထားပြီးအုပ်ချုပ်ထားပါတယ်။ကိုတန်းနဲ့အထက်မှာကျောင်းတွေကစ Neurocaster ကိုသုံးပြီးစာသင်ကြတာမို့ Digital ကဘာကြီးထဲမှာနေထိုင်လို့စိတ်မရှိတဲ့မီရှယ်ဟာပယ်ခံဖြစ်နေပါတယ်။မီရှယ်ရဲ့မိဘနှစ်ပါးနဲ့မောင်လေး Christopher ဟာကား accident ကြောင့်ဆုံးပါသွားကြပြီဖြစ်ပါတယ်။မိဘတွေဆုံးပြီးကတည်းကမွေးစားဖေတက်နဲ့အတူနေပါတယ်။မီရှယ်ဟာကား accident ဖြစ်ပျက်ကိုမျက်လိုလိုအိမ်မက်ဆိုးမဲနေတတ်ပါတယ်။အိမ်မက်ထဲကနေအပြင်ဘက်ကဆူညာတန်နေကြောင့်လန့်နိုးလာခဲ့ပါတယ်။အသီးစိတ်ရှိစက်ရုပ်တရုပ်တကားဖြက်ကအိမ်ထဲဝင်လာပြီးဓာတ်ပုံကိုကန်ပြီးမီရှယ်ကိုငါကနင့်မောင်လေးနေငါအမရန်သူကိုတူတိုက်ကြမယ်ဆိုပြီးဦးကြောင်ကြောင်နဲ့ပြောလာပါတယ်ဓာတ်ပုံကိုပြန်လူရင်ရုံရင်းဆန်ကပ်ဖြစ်ပြီးတန်ဒီထွက်တော့အန်ကယ်တက်ကရောက်လာပါတယ်စက်ရုပ်ကိုမြင်တော့မီရှယ်ကိုတွန်းလဲပြီးနှင်ထုတ်ခိုင်းပါတယ်အဲ့ဒီအချိန်စက်ရုပ်ကမီရှယ်နဲ့မောင်လေးခရစ္စတိုဖာတို့လုံးနေကြသဲပုံလေးလုပ်ပြပါတယ်စက်ရုပ်ကသူ့မောင်လေးကြိုက်ကာတွန်းကားတွေကကော့စမိုစက်ရုပ်ပုံစံဖြစ်ပါတယ်အသက်ပုံကိုမြင်တော့မီရှယ်ကသူ့မောင်သက်ရှင်နေတာကိုယုံကြည်သွားပြီးအန်ကယ်တက်ကားကိုခုကကော့စမိုလက်ကိုဆွဲပြီးထွက်ပြေးပါတယ်ကားခုခန္ဓာကိုမြင်လိုက်ရတော့အန်ကယ်တက်ကသူ့ drone ကိုနှိုးလိုက်ပြီးလိုက်တာပါတယ် drone ကိုကားနဲ့ဖြတ်တိုက်ပြီးနှစ်ယောက်သားထွက်လာကြပါတယ်မီရှယ်ရဲ့မွေးစားဖွေတက်ထားတဲ့ခြေရာဇက်ကိုလည်းကော့စမိုကဖြတ်ပေးလိုက်ပါတယ်ကော့စမိုထဲမှာခရစ္စတိုဖာရဲ့သိစိတ်ရှိနေတာဖြစ်ပြီးသူ့ကိုကယ်ဖို့အတွက်အမမီရှယ်ကိုလာခေါ်တာဖြစ်ပါတယ်ခရစ္စတိုဖာကိုရှာဖို့တားမြစ်နေမီကိုသွားရမှာပါခရစ္စတိုဖာရဲ့နေရာကိုကားအက်ဆီဒန့်ဖြစ်တော့ကမီရှယ်ကိုနစ်မောက်သေးပြီလို့ပြောတဲ့ဆရာဝန်တယောက်ကပဲသိပါတယ်တာမြင့်နယ်မြေထဲမှာရှိတဲ့ဆရာဝန်စီသွားပြီးမောင်လေးကိုကယ်တင်ရမှာဖြစ်ပါတယ်။လုံခြုံရေးတက်ကြတဲ့တာမြင့်နယ်မြေထက်ကိုဝင်ဖို့အတွက်ဒီနယ်မြေကိုကျွမ်းကျင်တဲ့ကီစီကိုသွားကြပါတယ်။အန်ကယ်တက်ကကီစီမှာပစ္စည်းတွေအမြဲဝယ်နေကြမို့ကီရဲ့လိပ်စာကိုမီရှယ်ကသိထားပါတယ်။ကီစီသွားတဲ့လမ်းမှာNeurocasterကိုဘိန်းဆွဲသူလိုဆွဲနေတဲ့လူတွေကိုလည်းတွေ့ရပါတယ်။ကီကိုလက်နဲ့ရောင်းနေတဲ့အချိန်မှာပဲတိုက်ဆိုင်တွေ့လဲရပါတယ်။လက်နဲ့ဝယ်သူက drone လွတ်လာဝယ်ပြီးဖြန်ကြတော့ဘာဝနေပြီဖြစ်တဲ့ကီကသူ့ရဲ့သိစိတ်ရှိစက်ရုံနဲ့အမှောက်သိမ်းပေးလိုက်ပါတယ်။မီရှယ်နဲ့ကော့စမိုကကီရဲ့ကားနောက်မှာခိုးပြီးကတ်သက်နယ်မြေကိုလိုက်သွားကြပါတယ်။ကီရဲ့ဝတ်ချင်းကိုရောက်တော့ပုံးတော်တဲ့မီရှယ်ကိုဖမ်းမိသွားပြီးအကြောင်းဆိုမေးပါတယ်။မီရှယ်နဲ့ကီစကားပြောနေတဲ့ချိန်ဝတ်ချင်းကိုဆင်းတဲ့ဓာတ်လီကအတန်မီလာပြီးနှစ်ယောက်သားဝတ်လိုက်ကြပါတယ်။မီရှယ်ကိုခြေရခံလိုက်လာတာကမာရှယ်ရဲ့ drone စက်ရုပ်ဖြစ်ပြီးစက်ရုပ်လူသားတိုက်ပွဲမှာထူးချွန်တဲ့စစ်သားတစ်ယောက်ဖြစ်ပါတယ်။မီရှယ်ရဲ့ကော့စမိုစက်ရုပ်ကိုဖမ်းဖို့အီသန်စကေးကလွှတ်လိုက်တာဖြစ်ပါတယ်။မာရှယ်ရောက်လာတော့စက်ရုပ်နှစ်ရုပ်ကိုပူခိုင်းပြီးမာရှယ်နဲ့တွေ့ပါတယ်။မီရှယ်ကိုစက်ရုပ်ပေးဖို့တောင်းတော့ပုံနေတဲ့စက်ရုပ်နှစ်ရုပ်ကနောက်ကနေဝင်ဆော်ပါတယ်။စစ်ပါဝနေတဲ့မာရှယ်ကကီနဲ့ကာလိုက်ပြီးလိုက်ဖမ်းပါတယ်။မာရှယ်ကိုကီရဲ့စက်ရုံကကလိန်းနဲ့ကူလိုက်ပြီးအားလုံးထွက်ပြေးဖို့လုပ်ကြတော့အရေးထဲတော်ပေါင်းတစ်ထောင်ပိုင်ရှင်ကီကတော့ပြောင်းနေပါတယ်။တော့ရပြီးဆက်နှိုးမာရှယ်ကိုလက်ခလက်ထောင်ပြပြီးထွက်ပြေးပြီးမဲ့မိုက်ကတ်စပီကမကြီးတုံးကြီးဆွဲလာသူလေးတီဖြစ်နေလို့နောက်ထွက်လာတဲ့မာရှယ်ကထုတခံလိုက်ရပြီး၅ပါးမှောက်ကိုပါတယ်။ဒီလိုနဲ့တိုင်ရင်ခရင်နဲ့မီရှယ်ကမာရှယ်အလစ်မှာကားနဲ့ဝင်ကြုံပြီးစိုးသက်လိုက်ပါတယ်။ကားနဲ့အကျိတ်ကောင်းလို့ဝကျင်းလဲပြိုကျသွားပြီးလွတ်ရကျွတ်ရတားမြင့်နယ်မြေထက်ကိုပဲထွက်ပြေးခဲ့ရပါတယ်။တားမြင့်နယ်မြေကအရန်ကိုကြံဝန်းပြီးနှစ်ပေါင်းများစွာပတ်ပြီးမှငကိုနေရာကိုပြန်ရောက်ပါတယ်။ဝကျင်းလဲပြိုကျပျက်စီးသွားပြီဖြစ်လို့ကီကဒေါသအရန်ထွက်နေပါတယ်ကီတားမြင့်နယ်မြေထဲကိုဝင်ရင်ခိတနာခူတဲ့ဂူတောင်ထဲကိုဝင်ပြီးဆက်သွားဖို့လုပ်ကြပါတယ်ကီနဲ့သူ့ရဲ့စက်ရုပ်ဟာမန်ဟာစက်ရုပ်တိုက်ပွဲမှာဆုံကြတဲ့သူတွေဖြစ်ပါတယ်ကီသိတော့မဲ့ချိန်မှာဟာမန်ကကယ်ပေးခဲ့တာဖြစ်ပြီးဟာမန်နဲ့ကီလျှောက်သွားနေတဲ့ချိန်
မာရှယ်နဲ့တွေ့တော့မာရှယ်ကစက်ရုပ်ကိုတတ်ဖို့လုပ်ပါတယ်ကီကသူ့ကိုကဲခဲ့တဲ့ဟာမန်ကိုမတတ်ဖို့တားပြီးမဲ့လိုက်လံတပ်ဖြတ်တာကြောင့်ခုချိန်ထိဝကျင်းထဲမှာပုံနေပြီးစာဝတ်နေရေးအတွက်လက်နဲ့မှောက်ခိုလို့နေရတာပဲဖြစ်ပါတယ်ကီကမီရှယ်တို့ကိုခေါ်မသွားချင်ပြီးမဲ့စိတ်ကောင်းရှိတဲ့ဟာမန်ကြောင့်ခေါ်လာခဲ့ရပါတယ်တန်တဲ့နယ်မြေမှာလူသားဖြစ်ဖြစ်စက်ရုပ်ဖြစ်ဖြစ်တွေ့တာနဲ့တစားစီဆွဲဖြစ်မဲ့စကာဗန်ဂျာစက်ရုပ်တည်းရဲ့အန်ဒီကလည်းရှိနေပါတယ် Central Technology ကလည်း Cosmo စက်ရုပ်ကိုဖမ်းဖို့လိုအပ်နေတာကြောင့်မာရှယ်ကိုခေါ်တွေ့ပြီးဆွေးနွေးပါတယ် drone စက်ရုပ်ကိုပြန်နှိုးပေးလိုက်ပြီးလိုက်ဖမ်းခိုင်းပါတယ်လမ်းလျှောက်လာရင်းနဲ့တေဘယ်တော့တောင်တန်းနာကစက်ရုပ်စခန်းတစ်ခုကိုလမ်းမြင်ရပါတယ်စခန်းကရေခဲတစ်တာနဲ့လှမ်းထူပြီးနွးနွးထွေးထွေးကြိုဆိုနေပါတယ်အဖမ်းခံရပြီးစခန်းထဲရောက်တော့မစ္စတာပီနတ်နဲ့တွေ့ပြီးဆရာဝန်အကြောင်းကိုမေးပါတယ်မီရှယ်တို့ရှာနေတဲ့ဒေါက်တာကရဟာအရင်ကဒီစက်ရုပ်စခန်းကိုရောက်လာပူပါတယ်မစ္စတာပီနတ်ကစာချုပ်ရလူသားမလာရစခန်းကိုလူသားရောက်လာလို့သူတို့ရဲ့ငြိမ်းချမ်းရေးစာချုပ်ပျက်စီးသွားမှာကိုစိုးရိမ်နေပါတယ်ဒီသတင်းကိုသာအီတန်ရသွားရင်စက်ရုပ်စခန်းရှိစက်ရုပ်အလိုအမြင့်ပြတ်တုတ်တင်ခံရမှာမလို့ဒေါက်တာကိုနှင်ထုတ်ပြစ်လိုက်တာဖြစ်ပါတယ်ခုလည်းမီရှယ်တို့ကိုတညတာအိတ်ခွေပြုပြီးနှင်ထုတ်ပါတယ်ဖော်နီနက်စကာဗန်ဂျာစက်ရုပ်တွေကိုတပ်ဖူးတဲ့ဘေ့စ်ဘောရိုက်စက်ရုပ်ကိုထည့်ပေးလိုက်ပါတယ်မီရှယ်တို့ဟာဆရာဝန်ရဲ့လိပ်စာကိုစာပိုးစက်ရုပ်စီကရလိုက်ပါတယ်လိပ်စာရစကာဗန်ဂျာစက်ရုပ်တွေရဲ့တိုက်မီကိုသွားရမှာဖြစ်ပါတယ်စကာဗန်ဂျာတိုက်မီကိုမစ္စတာပီနတ်ကကိုယ်တိုင်လိုက်ပို့ပါတယ်လိပ်စာတွေကနေရာရောက်တော့စကာဗန်ဂျာရဲ့ချုပ်ကိုတိုက်ခိုက်ခြင်းကိုခံလိုက်ရတဲ့ကြီးဆရာဝန်ကလာခဲ့ပါတယ်ဆရာဝန်ကိုခရစ္စတိုဖာကဘယ်မှာလဲလို့မေးပါတယ်ဆရာဝန်ကကိုယ်တိုင်ထုတ်ပြောဖို့တောင်တုံ့လို့နေတာမို့သူသိသမျှအကုန်ထက်ပြီးလုပ်ပေးထားတဲ့ PC စက်ရုပ်ကိုပြောခိုင်းပါတယ်ခရစ္စတိုဖာကအက်ဆီဒန့်ဖြစ်တော့ဆရာဝန်ကမကြခင်သေတော့မဲ့လူနာဖြစ်သတ်မှတ်ထားပါတယ်အဲ့ဒီချိန်မှာအီသန်စကိတ်ကနျူကက်ဆာကိုတီထွင်ဖို့စူပါဂျီနီယာဘရိန်လိုနေတာမို့ခရစ္စတိုဖာရဲ့ဦးနောက်ကိုအလူခံပါတယ်နျူကက်ဆာကိုရမှစက်ရုပ်တိုက်ပွဲကိုနိုင်မှာမို့ခရစ္စတိုဖာကိုအသက်ဆွဲဆန့်ထားပြီးဦးနောက်ကိုအလုံးလုံးနေအောင်ထိမ့်သိမ်းထားပါတယ်ဘယ်တော့မှတတိပြန်မလဲလာတော့ဘူးလို့ထင်ထားတဲ့ခရစ္စတိုဖာကတတိပြန်ရလာတော့ဆရာဝန်ကအရန်ကိုတိုးလို့သွားပြီးနျူကက်ဆာစနစ်ကိုဖျက်သိမ်းဖို့အီသန်ကိုပြောပါတယ်အီသန်ကစနစ်ကိုထိခိုက်မခံချင်မဲ့ဒီတိုင်းမိမျောနေအောင်လုပ်ထားဖို့ဆရာဝန်ကိုတဲ့နဲ့ချိတ်ချောက်ပြီးအကြက်ကင်ထားပါတယ်ဆရာဝန်ကထွက်ပြေးလာပြီးစက်ရုပ်တိုင်းပြည်ကိုရောက်လာတဲ့ချိန်ခရစ္စတိုဖာရဲ့စိတ်ကိုကော့စမိုစက်ရုပ်တွေကိုထည့်ပေးခဲ့တာဖြစ်ပါတယ်ဆရာဝန်ကခရစ္စတိုဖာရဲ့ခန္ဓာကိုယ်ကမိသားစုနဲ့မပေါင်းရတော့မှစိတ်ချင်းနီးရအောင်ကူညီပေးခဲ့တာဖြစ်ပါတယ်ခရစ္စတိုဖာကိုကယ်ပြီးနျူကက်ဆာစနစ်နဲ့ဆက်သွယ်ဖြတ်လိုက်ရင်နျူကက်ဆာသုံးပြုသူတွေကအသက်သေးဆုံးနိုင်တဲ့အထိအန္တရာယ်များပါတယ်ဒါကြောင့်မို့ခရစ္စတိုဖာကိုသွားမကယ်ဘူးမီရှယ်ကိုဖြောင်းပြပါတယ်စကားပြောနေတဲ့ချိန်မာရှယ်ရဲ့ဒရုန်းကခြေရခံပြီးလိုက်လာပါတယ်နိုင်ရခွန်အားလေးနဲ့ခုခံကြပြီးမြဲအီတန်ကငိမ့်ချိုင်းစာချုပ်ကိုဖျက်လိုက်ပြီးစကာဗန်ဂျာတိုင်းပြည်ကိုစစ်ချီလာပါတယ်တောင်ချေကစက်ရုပ်စခန်းကိုလည်းအပြည့်အသရှင်းလင်းလိုက်ပါတယ်ဆရာဝန်ကမီရှယ်နဲ့ကော့စမိုကိုရှောင်စီပြီးမာရှယ်ဒရုန်းကိုရင်ဆိုင်ပါတယ်ဒရုန်းတွေမှာလူသားကိုတပ်ပိုင်ခွင့်မရှိပေမဲ့အီတန်ကတော့စီကန်းချိုးပေါက်ပြီးဆရာဝန်ကိုတပ်ပစ်လိုက်ပါတယ်လူသားဘက်ကရက်တီတဲ့မာရှယ်ကဒါကိုမြင်တော့စိတ်မကောင်းဖြစ်သွားလို့မီရှယ်ကိုလှုပ်ပေးပြီးကော့စမိုစက်ရုပ်ကိုဖမ်းခေါ်သွားပါတယ်စန်ထရယ်ရဲ့ရုံးချုပ်မှာတော့စိတ်နဲ့ကိုယ်နဲ့ကွာနေတဲ့ခရစ္စတိုဖာကြောင့်နျူကက်ဆာစနစ်တစ်ခုလုံး error ပေါင်း1600တက်နေပါတယ်ဒါကြောင့်မို့ကော့စမိုစက်ရုပ်တက်ကစိတ်ကိုခရစ္စတိုဖာခန္ဓာကိုယ်တွေကိုပြန်ထည့်ဖို့စီစဉ်နေကြပါတယ်လူသားတယောက်ကိုသက်ရှင်လျက်စတီးထားတဲ့အီတန်ရဲ့လူမဆန်တဲ့လုပ်ရံကိုကြည့်ပြီးမာရှယ်တယောက်နောက်ဆိုရင်အီတန်ဘာခိုင်းမလုပ်ဖို့ခိုင်မာဆုံးဖြတ်ချက်ချလိုက်ပါတယ်မစ္စတာပီနတ်နဲ့မီရှယ်တို့လူစုဟာစခန်းပြန်ရောက်တော့အမှုတ်ကျိတ်ခံထားရတဲ့စခန်းကိုကြည့်ပြီးမစ္စတာပီနတ်ကအီတန်ကိုပြန်တိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်သားနဲ့တန်ပေါင်းတိုက်ကြမယ်ဆိုတဲ့ဆောင်းပုံးနဲ့ရုံးချုပ်ကိုဝင်စီးပါတယ်တိုက်ပွဲမှာမာရှယ်ကဆက်ရုပ်လောက်လူသားမဆန်တဲ့အီတန်ဘက်ကဝင်မတိုက်ပြီးတော့ပဲမစ္စတာပီနတ်ကိုကယ်ပေးပြီးဘေးထွက်ထိုင်နေပါတယ်တိုက်ပွဲမှာစက်ရုပ်တွေကနိုင်ရခါနေအီတန်ကသူ့ရဲ့ထူးစက်ရုပ် drone ကိုထုတ်ပြီးတိုက်တာမှုအရင်နေလာပါတယ် drone ကကီကိုတတ်ဖို့လုပ်နေတော့ဟာမန်ကဂျာကနေဝန်ခံပေးလိုက်ပြီးအသက်ကယ်ပေးခဲ့ပါတယ်မီရှယ်နဲ့ဒေါက်တာကိုပါ PC ကတော့ရုံးခန်းထဲကိုခိုးဝင်ကြပါတယ်ခရစ္စတိုဖာနဲ့စကားပြောဖို့စိတ်ထဲကိုဝင်ဖို့လိုတာမို့မီရှယ်ကနျူကက်စတာကိုစောင်းပြီးခရစ္စတိုဖာကိုစိတ်ထဲဝင်ပြီးစကားပြောပါတယ်ခရစ်ကိုရှင်လျက်နဲ့ကယ်ထုတ်သွားရင်နျူကက်စတာသုံးပြုသူတွေအကုန်လုံးသဲဆုံးရှုံးနိုင်တာမို့ခရစ်ကသူ့ကိုတတ်ပြီးနျူကက်ဆာစနစ်ကိုဖျက်သိမ်းပစ်ဖို့ပြောပါတယ်ဒီတိုင်းထားရင်ခရစ္စတိုဖာကိုထားရင်ထားသလောက်နှိမ်ပေါင်းရာချီသက်ရှင်လျက်နဲ့တည်နေမှာဖြစ်ပါတယ်ရွေးစရာလမ်းမရှိတဲ့မီရှယ်ကမောင်လေးရဲ့အသက်နဲ့လူသားအလုံးရဲ့အသက်ကိုရင်နာနာနဲ့ယင်းလိုက်ရပါတယ်နျူကက်စတာစနစ်ပြတ်သွားတော့ဒရုန်းတွေအလုံးကချိတ်ဆက်ပြတ်သွားပြီးတိုက်ပွဲကိုစက်ရုပ်တွေကအနိုင်ရလိုက်ပါတယ်ဟာမန်တီလို့ဝမ်းနေနေတဲ့ချိန်ဟာမန်တီတီလေးကဟာမန်ကိုတဲကထွက်လာလို့ကီကလည်းအရန်ကိုဝမ်းသာသွားပါတယ်နောက်ဆုံးမှာမီရှယ်ကလိုက်လွင့်ပြီးတကဘာလုံးကိုခုလိုပဲမိတ်ကွန်းပြောခဲ့ပါတယ်ကျမတို့ရဲ့ကဘာကြီးဆိုတာတယောက်နဲ့တယောက်ချိတ်ဆက်ဆက်နွယ်နေတာဖြစ်ပါတယ်စစ်ပွဲဖြစ်ခဲ့လို့လူတိုင်းမှာခံစားချက်ကိုစီရှိကြပါတယ်ဒါပေမဲ့ဒီတန်ရာတွေကိုနျူကက်စတာလို့ခေါ်တဲ့အတုကဘာကြီးနဲ့စားထိုးပြီးမိပြောင်းလှုပ်ထားလို့မရပါဘူးဒီဂျီတဲ့ကဘာကြီးဟာတူရောင်သာဖြစ်ပြီးကျမတို့ရဲ့ပြင်ပလက်ရှိကဘာကြီးကသာစစ်မှန်တဲ့ကဘာဖြစ်တယ်ဒီဂျီတဲ့ကဘာကြီးမှာကျမတို့လူချင်းတဲ့နှွေးထွေးမှုကျင်နာတွေဖက်တာတွေရက်တာတွေမြင့်တာတွေအထိတွေ့တွေမရှိပါဘူး
လက်ရှိကဘာမှာသာရှိပါတယ်ဒီဂျစ်တယ်ကဘာကြီးကိုဆွဲလန်းမှုဖြတ်ချပြီးစစ်မှန်တဲ့ကဘာကြီးမှာပြောကြမယ်နှွေးထွေးမှုကျင်နာတွေဖက်တာတွေရေတာတွေပျော်ရွှင်စရာတွေဝမ်းနည်းစရာတွေအစစ်မှန်တွေကိုတူတူခံစားကြမယ်ကဘာကြီးကိုတူတူတိဆောက်ကြမယ်ကဘာကြီးကိုတရှင်းရေးစတင်လှုပ်ဆောင်နေပါတယ်မှိုက်ပူတစ်ခုရဲ့တနေရာမှာတော့ကော့စမိုဆိုက်ရုပ်တရုပ်ရှိနေပါတယ်ဒီကော့စမိုဆိုက်ရုပ်လေးကပြန်လည်သက်ဝင်လာပါတယ်ခရစ္စတိုဖာမသိတော့ပါဘူးဆိုက်ရုပ်တရုပ်အနေနဲ့သက်ပြန်ရှင်လာပြီးမိသားစုနဲ့တူပျော်ရွှင်စွာနေထိုင်သွားတော့မှာဖြစ်ပါတယ်